အားလုံးပဲမင်္ဂလာပါရှင်။စပြည့်ခုတင်ဆက်ပေးမယ် blog လေးကတော့ဒီတစ်ပတ်မှာပေါ့နော်တောက်ကြနေမှာယုံတင်တော့မယ်အညိုတေးစကားပါအိတ်ကဆိုလို့ရှိရင်တော့အောင်စပူရဲ့ပထမဆုံးပွဲဥထွက်ရုပ်ရှင်လေးဖြစ်တယ်ပေါ့နော်အဲ့တော့စပြည့်ကတော့အရင်စိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆိုတော့လေဒီကမှာအောင်စပူကတရုပ်ဆောင်တဲ့နေရာမှာဒီဇက်ဟန်နေပျောက်ပြီးတော့ပေါ့နော်ဟို character တွေကိုစီးမျောပြီးတော့တရုပ်ဆောင်နိုင်မလားအဲ့ဒါကိုလည်းစိတ်ဝင်စားပါတယ်ပြီးတော့ဇလန်းလေးကလည်းအချစ် drama ဇလန်းလေးဆိုတော့တော်တော်လေးကြည့်လောက်ကောင်းမယ်လို့ထင်တာပေါ့နော်ပြီးတော့မြင့်မိုးကလည်းအရန်ကိုတရုပ်ဆောင်ပိုင်တဲ့အမှုပညာရှင်တယောက်ဖြစ်တယ်နောက်ဒီကားထဲမှာထပ်ပြီးတော့ပါဝင်တဲ့တခြားအမှုပညာရှင်တွေအားလုံးဟာလည်းဝါရင်နေတရုပ်ဆောင်တဲ့ပညာကိုပေါ့နော်ကျွမ်းကျင်ကြတဲ့အမှုပညာရှင်တွေပဲပါဝင်ထားတဲ့ဇာတ်ကားတကားဖြစ်နေတဲ့အပြင်ကိုအချစ် drama ဇာတ်ကားလေးပေါ့နော်အဲ့ဆိုဘလို့ romance scene ကြီးကြည့်ရမလဲအောင်စပူရဲ့တရုပ်ဆောင်မှုတွေကိုဒါပထမဆုံးယုံကြီးမှာကြည့်ရှုရမှာဖြစ်တဲ့အတွက်စပြကတော့အရန်ကိုစိတ်ဝင်စားပြီးတော့ဒီပွဲကိုတယောက်ဖြစ်တာဖြစ်ပါတယ်အဲ့တော့ဒီကားလေးကိုကြည့်ပြီးလို့ရှိရင်လည်းဘယ်လိုမျိုးလေးတွေ feedback လေးတွေပေါ့နော်ဘယ်လိုမျိုးခံစားမှုလေးတွေရတယ်ဆိုတော့ပြန်ပြောပြပေးပါမယ်အဲ့တော့ဒီကားလေးကိုလည်းပရိသတ်တွေအားလုံးကလည်းတွားကြည့်ပြီးတော့ဘယ်လိုမျိုးရက်တာတွေရတယ်စပူတရုပ်ဆောင်တာဘလို့ဒီကားရဲ့ဇလန်းလေးကဘလို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေ comment လေးတွေမှာပြန်ပြီးတော့မှတ်ပေးပါစပီရိုရဲ့ဒါအမှုပညာမောင်နှမအစ်စ်ပေါ့နော်ဘာပြောရုပ်ရှင်တပင်ဒါအကုန်လုံးကဆက်နေတာဖြစ်တဲ့အတွက်အခုဆိုရင်တပင်ဘက်ကနေပြီးတော့မင်းသားတက်လက်ရုံကားကြီးပေါ့နော်စတင်ပြီးတော့တင်ရပြီကြည်ရပြီဆိုတော့ရင်ခုန်ပါတယ်တို့အတူတူသွားပြီးတော့ကြည်ပါမယ်လိုက်ခဲ့ပါအောင်ရှင်ဒါဆိုလေဒါလေးကိုအထင်သေးတယ်နှိမ့်ချပြီးဆက်ဆံနေအဲ့ဒါကြောင့်လေဒါလို့လမ်းခွဲတာပဲကောင်းတယ်ဒါလီမောင်ကလူမဟုတ်ဘူးစုံမဖြစ်နေလို့အမေကတားနေရတာအမေလူချင်းပြပြီးစကားကိုလုံးဝမပြောနဲ့အမေသူတို့တွေသဘောမတူနဲ့မောင်ဒါလေးကိုရောက်ရှူမှာငါတို့ကလည်းမရရအောင်တားမယ်ဆိုတာနင်းသဘောပေါက်ထားတားလေတားပါဒါပေမဲ့မမောင်လေးကဒါလေးလက်ထဲမှာဆိုတာမသိရမလားနင်တို့တစ်ဖက်သားကိုဖိလိုက်တာတအားများနေနင်တို့ဟာမိသားစုဝင်လို့ပြောမှာငါရှက်တယ်မိခင်ဒီတားလူမဝနေပြီနော်အမေဒီကောင်စေးမိနေတာတေးကြတယ်နင်ဘယ်တော့လဲသူများချက်သူစတိုက်ကြော်ဖို့စူးစမ်းနေတာနင်လောဘတွေတိတ်မကြီးနဲ့မောင်မပိုက်ဆိုင်ရမှာကြောက်လို့လောဘကြီးအဲ့ဒါဘာဖြစ်လဲလို့ရှယ်ဘာလို့လဲမောင်ပြောလိုက်လေငါမင်းခရဲ့တရဝင်ချစ်သူနဲ့ယူမယ်မင်းမမရအဲ့လိုမလုပ်ပါနဲ့မောင်မောင်ဒါလို့အဲ့လိုမပြောပါဘာမရမှာလဲငါမောင်ပြောနေနားမပါဘူးလားခွတ်ချက်ထွက်သွားတော့သူ့ပြန်ရဖို့ဆိုရင်လေတမီးဘာပဲလောက်လုပ်မယ်ငရဲမှာဘယ်နဲ့ဘဝပဲခံရတမီးခံမယ်ဒီဘဝမှာတမီးသူနဲ့ပါသွားလို့ရှင်ချင်းနဲ့ပါပြီးတော့လေရဲလောက်ပါဦးကျမတူငါနဲ့သဘောမတူလို့ဆိုလို့ချင်တာလားရှင်းလဲတွေ့ရင်တော့စဉ်းစားပြမှာပေါ့တော့စိတ်မင်းကကျမတူမရှိကိုပြန်လာရင်လားမလာလို့ရှိရင်ဒင်းအောင်အသေးသက်ကိုတန်နွားဖြစ်မဲ့ကိစ္စကိုတော့အမေမရရအောင်ပြရမှာပဲဒီလိုလေးလာပြီးတော့ဖျက်ဆီးနေရလားဒါဒီလေးမအောင်တော့မကန်နိုင်ဘူးဒီနေ့ကလည်းဆလာပြီးသွားပြီပြန်လာပါပြီအဲ့တော့စပြတော့ကြည့်ပြီးပြီဖြစ်တဲ့အတွက်ဒီကားကိုဘယ်လိုမျိုးမြင်ခဲ့လဲဆိုတဲ့ဟာလေးကိုတော့နည်းနည်းလေးပြောပြမယ်ဘယ်လိုမျိုးလေးလဲဆိုတော့အဓိကကတော့ဒါရိုက်တာပေါ့နော်ဒါရိုက်တာကိုစောအာယုံဦးစပြတို့များသောအားဖြင့်ဦးစောကိုကြည့်လို့ရှိရင်အမြဲတမ်းဟာတာဇက်ကားတွေပေါ့နော်ဟာတာတွေplot တွေပြုတ်အောင်ကြည်ရတဲ့ဟာတာတွေနဲ့ကြည့်ခဲ့ရတဲ့ဒါရိုက်တာတယောက်ဒါပေမဲ့ဒီတစ်ခါမှကြတော့စပြကအရန်ကိုဟိုပေါ့စပြကြိုက်တဲ့ပုံစံမျိုးလေးပေါ့ဒီကိုဦးစောရဲ့အပိုင်နိုင်ဆုံးနောက်ထပ်တစ်ခုဖြစ်တဲ့ဘာခေါ်မလဲအချစ် romance drama ပေါ့နော်ဥဆိုအဲ့ဒီ line အရန်ပိုင်တာအဲ့ကအဲ့လိုမျိုးပုံစံလေးကိုစပြကြည့်ခဲ့ရတာဖြစ်တဲ့အတွက်အရန်ကိုသဘောကျတဲ့ဇက်ကားရဲ့ဒီဟိုလင်းပေါ့နော်ဒီဇက်ကြောင်းရာလေးကိုလည်းသဘောကျတယ်နောက်ပြီးတော့ပရိသတ်တွေအားလုံးချစ်တဲ့ဒီဇဘူရဲ့တရုပ်ဆောင်မှုပေါ့နော်အောင်ဇဘူရဲ့တရုပ်ဆောင်မှုကိုလည်းစပြအရန်ကိုအားရတယ်ဘာဖြစ်လို့ဆိုဟိုဇက်တန်ဇက်ဟန်လည်းပျောက်ပါတယ်ပြီးတော့ဒီ character တွေကိုလည်းရောက်ပါတယ်အဲ့တော့ပထမဆုံးနဲ့မောင်လေးဇဘူကို congratulation လုပ်ပါတယ်ရှင်ပြီးတော့ဒီကားထဲမှာမင်းမို့ဆိုရင်လည်းဒါတကယ်ကိုပေါ့နော်ရှေ့မှာဆိုလဲသူကဒီလိုဟို character တွေများစွာကိုပိုင်နိုင်တာတရုပ်ဆောင်နိုင်ပြီးတော့ academy ဆုတွေလည်းရထားတာ academy ဆုရထားတဲ့မင်းသမီးတယောက်အနေနဲ့ဒီကားမှာလည်းတော်တော်လေးကြည့်လို့ကောင်းပါတယ်နောက်ပြီးတော့မမျိုးပေါ့နော်မမျိုးတနာထွန်းနောက်ဟိုဗာလဲ
မြတ်သူတို့ပေါ့နော်စတဲ့တရုပ်ဆောင်တွေများစွာလည်းဒီကားလေးမှာအဝင်ခွင်ကြနဲ့ဇက်ကိုပို့ပြီးတော့ကြည့်လို့ကောင်းအောင်ပြောမယ်ဆိုဇက်ကားစပြီးကြည့်လိုက်တာနဲ့ဒီတကားလုံးပြီးလို့ပြီးသွားမှမသိအောင်ဆွဲခေါ်သွားနိုင်တယ်ပေါ့နော်ပြီးတော့အဓိကတော့စပူတရုပ်ဆောင်တာပေါ့နော်သူမျက်လုံးပေါ့မျက်လုံး expression တွေဒီမျက်လုံးနဲ့တရုပ်ဆောင်ရတဲ့အခန်းတွေအရန်ပိုင်ပါတယ်အဲ့တော့အရန်လဲဂုဏ်ယူပါတယ်ရှင်အခုလိုမျိုးပဲမင်းသားချောချောလေးနောက်ထပ်တစ်ယောက်ပေါ်လာတယ်ဆိုတော့လဲစပီတို့ရုပ်ရှင်လောကဒီအနုပညာလောကအတွက်ပြောစရာကောင်းတဲ့ကိစ္စလေးတစ်ခုပေါ့ရှင်အဲ့တော့ဒီလိုမျိုးဇာတ်ကားကောင်းတွေထပ်ပြီးတော့အများကြီးဖန်တီးနိုင်ပါစေရုပ်ရှင်လောကကြီးလည်းဒီတက်မကအောင်မြင်တိုးတက်ပါစေနောက်ထပ်မျှော်လင့်နေတဲ့ဒီဇာတ်ကားအကောင်းတွေပေါ့နော်ဆက်ပြီးတော့ကြည့်ဖို့အတွက်လည်းစပီတို့ကတော့အရန်ကိုအားခဲထားတာပေါ့နော်စပီတို့ရဲ့အနုပညာလှူရှားမှုတွေကိုလည်းပရိသတ်တွေအားလုံးကချစ်ခင်ပြီးတော့အားပေးဝန်းရံပေးပါရှင်ဒီတက်ပိုကောင်းတဲ့တင်ဆက်မှုတွေနဲ့စပီတို့အားလုံးစူးစမ်းပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုလိုမျိုးပဲစပီရဲ့ blog လေးကိုအစားဆုံးကြည့်ရှုပေးရတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်စပီဒီ blog လေးမှာဆိုရင်တော့ဒီဇာတ်ကားရဲ့ဇက်ဝင်ကန်းလေးတွေပေါ့နော်အနေချင်းထည့်ပေးထားပါတယ်အဲ့တော့တကားလုံးကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ယုံတင်တဲ့နေ့မှာပေါ့နော်ဒီတောက်ကြဆိုယုံတင်ပါပြီအဲ့တော့တနိုင်ငံလုံးမှာရှိရယုံနေမှာတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ရှင်အားလုံးပဲကြည့်ရှုပြီးလို့ရှိရင်လည်းကွန်မန့်လေးမှာရေးပေးဦးနော်မျှော်လင့်နေပါတယ်အားလုံးပဲတရားလှပတဲ့နေ့လေးဖြစ်ပါစေလို့ဆုပြရနေပြီးတော့ဆုမွန်ကောင်းတောင်းပါတယ်ရှင်ဆုပြ blog တွေကိုလည်းအမြဲတမ်းချစ်ခင်ပြီးတော့ဝန်းရံပေးပါရှင်ဆုပြကတော့MC စုပြည့်ဆိုလင်ဖြစ်ပါတယ်စုပြည့်ရဲ့ MC ပွဲတင်ဆက်မှုတွေအားလုံးလည်းစုပြည့်blog လေးနဲ့ပဲအခုလိုမျိုးလေးတင်ဆက်ပေးမှုလေးလည်းလုပ်တော့ပါမယ်အချိန်ရရင်ရတယ်လို့ပေါ့ရှင်အဲ့တော့စုပြည့်ကိုလည်းအားပေးဝန်းရံပေးပါပြီးတော့စုပြည့်တရုပ်ဆောင်မှုပေါ့နော် music video ပါလည်းစုပြည့်ရိုက်ထားတာရှိပါတယ်အဲ့တော့အဲ့လိုမျိုးလေးတွေပေါ့အနုပညာစုပြည့်အနုပညာလှုပ်ရှားမှုအားလုံးကိုပါဝင်ပြီးတော့ပူးပေါင်းပြီးတော့ချစ်ခင်ပြီးတော့ဝန်းရံပေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်